ကိုနဲ့ရွယ် top ဆိုတဲ့လူငယ်လေးတစ်ယောက်ဘန်းမှာချင်းဝဲတောင်းနေတာနဲ့စတင်ထားပါတယ်ဘန်းမနီဂျာသူ့မယုံကြည်တယ်လို့ကြည်ပြီးမင်းမချားတူတီထက်ထူးခြားတာပါရှိလဲလို့မေးတဲ့အခါ top ကသူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းဖုန်းနံပါတ်ကိုပေးလိုက်ပြီးသူ့ရဲ့ဖြစ်တန်းလာတဲ့ဘဝအကြောင်းကိုပြောပြပါတော့တယ် top အသက်12နှစ်ကနေဂိမ်းရဲ့ item တွေကိုရောင်းစားပြီးပတ်စံရှာခဲ့တာပါတခါကစင်ကာပူဒေါ်လာ900ဖို့အထိရောင်းလိုက်ရတဲ့ချိန်မှာဒါစီးပွားရေးလမ်းကြောင်းမှန်သူသိသွားတယ်သူဟာကျောင်းသားအရွယ်မှာရင်ကိုပိုင်ကားကိုလက်ငင်းငွေချေပြီးဝယ်နိုင်ခဲ့သူပါဒါပေမဲ့မိဘတွေကတော့ဒါကိုလောင်းကစားလို့ထင်ပြီးဂိမ်းမစောဖို့တားခဲ့ပါတယ်သူကတော့ဂိမ်းကိုပဲရွေးချယ်ခဲ့လို့ဆောင်ပွဲတွေကြာရှုံးခဲ့ရပါတယ်ကန်ဆိုးချင်တော့သူ့ရဲ့ဂိမ်းအကောင့်ဟာစီးပွားဖြစ်သုံးစွဲမှုနဲ့ပိတ်ခံလိုက်ရတယ်အဲ့ဒီနောက်သူဟာ DVD ဆက်တွေပေါ်စားဝယ်ပြီးပြန်ရောင်းဖို့ကြိုးစားပေမဲ့အားလုံးကပစ္စည်းအဆုတ်တွေဖြစ်နေခဲ့ပါတယ်အဲ့ဒီမှာရင်သူဟာတရုတ်ပစ္စည်းဆိုတာတရုတ်ပစ္စည်းပဲဆိုတဲ့သင်ခန်းစာကိုရလိုက်ပါတယ်ပစ္စံအလုံးဆုံးရှုံးသွားချိန်မှာသူ့ဖေကကျောင်းလက်ကပေးပြီးလက်တွေ့လောကတွေကိုကြိုဆိုပါတယ်လို့ပြောခဲ့ပေမဲ့ထော့ကတော့ရှုံးမပေးပဲအဖေရဲ့ရွှေရဲတီကိုခိုးပေါင်ပြီးဘဝကိုဆက်တိုက်ပွဲဝင်ခဲ့ပါတယ်တက္ကသိုလ်တက်ခဲ့ပေမဲ့စားတဲ့စိတ်မပါတဲ့ထော့ဟာကုန်စည်ပြပွဲတစ်ခုမှာတိတ်အသီးလော်ဆက်ကိုတွေ့ပြီးဝယ်ချလိုက်ပါတော့တယ်သူဟာကျောင်းမတက်ပဲဈေးထဲမှာတိတ်အသီးလော်နီးကိုအသေးလဲလေ့လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့တိတ်အသီးဟာအရန်ရတာရှိသွားပြီးကုန်တိုက်တစ်ခုမှာဆိုင်ဖွင့်နိုင်ခဲ့ပါတယ်သူရလာတဲ့သင်ခန်းစာကတော့နေရာရွေးချယ်မှုဟာအရေးကြီးဆုံးပဲဆိုတာပါပဲသူဟာစိုင်းနေရာကောင်းရဖို့စူးစမ်းရင်းစီးပွားရေးတက်လာပါတယ်ဒါပေမဲ့ကုန်တိုက်ရဲ့မျက်နှာကျက်တွေကိုမိခိုးတွေကြောင့်ပျက်စီးစေလို့ဆိုပြီးနှင်းထုတ်ခံလိုက်ရပြန်အဲ့ဒီအချိန်မှာပဲသူမိဖုရားတွေဟာအကျွေးနွန်နှိပ်ပြီးတရုတ်ပြည်ကိုထွက်ပြေးရမယ့်အခြေအနေဖြစ်နေပါမိသားစုတွေတရုတ်ပြည်သွားချိန်မှာသူကတော့ထိုင်းမှာပဲကြံခဲ့ပြီးစီးပွားရေးအသစ်ရှာဖွေခဲ့ပါတယ်ဒီနေ့မှာသူရေးစားကျွေးတဲ့ရေမော်ကျော်ကိုစားမိတဲ့အရာကနေစကူတိရခဲ့ပါတယ်ဒါပေမဲ့ရေမော်ကျော်ဖို့ဆိုတာမလွယ်ပါဘူးသူနဲ့သူ့ဦးလေးတို့ဟာပတ်စံကုန်လူပင်ပန်းအောင်စူးစမ်းခဲ့ရပါတယ်နောက်ဆုံးရေမော်တစ်ထုပ်ပဲကျွန်တော်တဲ့အချိန်မှာမတော်ဆဆိုနေတဲ့ရေမော်ကိုကြော်မိရာကနေအကောင်းဆုံးရတာကိုရရှိသွားပါတယ်ဒါဟာထော့ရဲ့အစာပြုခြင်းပါပဲဒါပေမဲ့ဝက်နဲ့ဆရာကသူတို့မိသားစုမှာဂျူမီဘတ်တန်40ကျော်ရှိနေတာပါ top သူ့ရဲ့ရေမော်တွေကို 7-Eleven မှာတင်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ပထမအချိန်မှာထုတ်ပိုးမှုပုံစံကြောင့်ငင်းခံရပေမဲ့သူဟာဆွဲမလျှော့ပဲထုတ်ပိုးမှုကိုအသစ်ပြန်ပြင်ပြီး 7-Eleven တာဝန်ရှိသူစီမှာတနေကုန်ဆောင်ဆိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ဇွဲကြောင့် 7-Eleven ကလက်ခံခဲ့ပေမဲ့စီကံချက်တစ်ခုရှိလာပါတယ်အဲ့ဒါကတော့တလအတွင်းစံချိန်မီစက်ရုံတစ်ခုစောက်ရမှာပါဘန်ကချင်းကိုမပေးပေမဲ့သူ့အဖေရဲ့ဝေးဟောက်ဟောင်းကိုပြုပြင်ပြီးစိတ်ရုံအဖြစ်ပြောင်းလဲခဲ့ပါစီစီမှုလာတဲ့နေ့မှာအမယွန်းတချို့ရှိခဲ့ပေမဲ့သူဟာလက်မထိုးပဲရိုးသားစွာနဲ့အမားတွေကိုပြုပြင်ပြခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာစစ်ဆေးမှုအောင်မြင်သွားခဲ့ပါတယ်ဇလန်ဆုံးမှာထော့ဟာ 7-Eleven စီကိုပထမဆုံးကုန်စည်ပို့ဆောင်နိုင်ခဲ့ပြီးသူမိဘတွေကိုအိမ်ပြန်လာလို့ရပြီလို့ဖုန်းဆက်ပြောနိုင်ခဲ့ပါတယ်သူဟာအသက်19နှစ်အရွယ်နဲ့မိသားစုရဲ့ကျွေးမီတန်40ကိုစစ်နိုင်ုံတည်းမှာကဘာကျော်တဲ့လုပ်ငန်းရှင်တူဖြစ်လာခဲ့ပါတော့တယ်ကျွန်တော်မြင်မှာတော့ထော့ရဲ့အောင်မြင်မှုဟာဇွဲသုံးလနဲ့ဘယ်တော့မှရှုံးမပေးတဲ့စိတ်သက်ပါပဲသူဟာကြာရှုံးမှုတိုင်းကိုသင်ခန်းစာယူပြီးရှေ့ဆက်ခဲ့တာပါဒီရက်ကလေးကိုတဘောချမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေသိချင်ပြောခဲ့ပါဦး